Regulation မှာကို OK Hunter ရေဒါကတော့ကို OK Hunter အမည်နဲ့ထွက်လာခဲ့တဲ့ဒီ Typhonia အောင်မြင့်ဝီနီလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မိတ်ဆက်ပင်မှာတော့ပိန်းမျိုးရင်းအုပ်စုတွေက Typhonia လို့ခေါ်တဲ့ဟင်းတပ်ပရမျိုးစုလေးပဲဖြစ်ပါတယ်တရတန်မင်္ဂလာပါမိတ်ဆွေတငယ်ချင်းတွေအခုဒါမိတ်ဆွေတငယ်ချင်းတို့မြင်တွေ့နေရတော့ဟင်းတပ်ပရမျိုးလေးပဲဖြစ်ပါတယ်ဒါကတော့ရှမ်းပြည်နယ်မှာမြင်တွေ့ခဲ့ရတဲ့မျိုးစိတ်လေးပဲဖြစ်ပါတယ်ကို OK Hunter ရေ Congratulation ပါခင်ဗျာဒါလီကတော့ကျွန်တော်ရဲ့အကိုကြီးကို OK Hunter အမည်နဲ့2021တော့ပေါ့နော် Typhonia အောင်မြင့်ဝီနီဆိုပြီးတော့မှနာမည်ထွက်ခဲ့တဲ့ဒီပိန်းမျိုးရင်းအုပ်စုတွေက Typhonia လို့ခေါ်တဲ့ဟင်းတာပဒမျိုးစုလေးတွေပဲဖြစ်ပါတယ်သူရဲ့နာမည်ကတော့ Typhonia အောင်မြင့်ဝီနီလို့ပဲခေါ်ပါတယ်ဒီဟင်းတာပဒမျိုးစုလေးကတော့အရင်ဦးဆုံးကနဦးသတိထားမိတာကဒီပေါ့နော်မိုးကုတ်ပတ်ချလင်နားလောက်ပဲဖြစ်ပါတယ်ထပ်မံပြီးလေ့လာရသလောက်ဆိုရင်ဒီမျိုးစိတ်လေးရဆိုရင်တော့ဒီရှမ်းပြည်နယ်တကြောမှာဆိုရင်လည်းပေါ်ပေါ်များများအနေနဲ့မြင်တွေ့ရတဲ့ပဲဖြစ်ပါတယ်ကာကြက်လည်းကျွန်တော်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်အမြင်တွေ့နေကြပန်းမျိုးလေးတွေကတခါကြရင်ဟိုတိတ်ပံအမီအားဖြင့်သူတည်တနာမှတ်တမ်းမတင်ရသေးတဲ့မျိုးစိတ်လည်းဖြစ်နိုင်တယ်ပေါ့နော်အခါကျရင်မျိုးစိတ်တိဖြစ်သွားနိုင်တာပဲဖြစ်ပါတယ်အဲ့တော့ကေမိတ်ဆွေတငယ်ကျွန်တော်အနီးနားမှာဆိုရင်အခုလိုပုံစံမျိုးထူးခြားဆန်းပြတဲ့မျိုးစုအုပ်စုတူတွေရှိတယ်ဟေ့ဆိုရင်တော့ကျွန်တော်ပြပေးလို့ရပါတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်ပြန်ပြီးတော့စီစစ်ပြီးတော့မှမျိုးစိတ်တိဖြစ်ခဲ့မယ်ဆိုရင်တော့မိတ်ဆွေငယ်ကျွန်တော်တို့စာရင်းထုတ်နိုင်အောင်လဲကျွန်တော်ကူညီဆောင်ရွက်ပေးလို့ရနိုင်ပါတယ်ခင်ဗျဒီမျိုးစိတ်လေးကိုသုတနာပြုစာနယ်ရေးထုတ်ခဲ့သူကတော့ကျွန်တော်တို့ရဲ့နောင်တော်ကြီးကိုခန့်စော်ဟိဖြစ်ပါတယ်ကိုခန့်စော်ဟိဆိုရင်မြန်မာပြည်မှာရှိတဲ့ပိန်းမျိုးရင်းအုပ်စုတွေကဒီ Typhonia လို့ခေါ်တဲ့ဟင်းတာပဒအုပ်စုကိုတော့အထူးပြုလေ့လာတဲ့လူငယ်ပညာရှင်တယောက်ပဲဖြစ်ပါတယ်အဲဒါကျွန်တော်တို့ဒီနောင်တော်ကြီးကိုခန့်စော်ဟိနဲ့တူတူကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဟင်းတာပဒမျိုးစိတ်လေးတွေကိုကျွန်တော်တို့လိုပန်းမျိုးစိတ်စူးစမ်းရှာဖွေတဲ့သူတွေနဲ့ပညာရှင်တွေနဲ့အတူတူကပူးတွဲပြီးတော့မှမြန်မာဒေသမျိုးရင်းဟင်းတပ်ပဒမျိုးစုလေးတွေကိုသူစရံပြုစာတမ်းပြုစုနိုင်မှာပဲဖြစ်ပါတယ်